တော့ပြည်သူတွေကိုနာအိုးမဲတော့ရုံမကပဲနဲ့မျက်နှာကိုသေးသေးကြည့်ပြီးတော့မှကိုတရေနဲ့ထွေးခဲ့တဲ့အဖြစ်စိုးတွေလုပ်နေကြတဲ့အမှုပညာရှင်တွေကတော့အခုချိန်မှာတော်လေးကိုစားဝယ်အိပ်ပျော်တွေဖြစ်နေကြပြီလားဆိုပြီးတော့မှကိုတော်လေးကိုစဉ်းစားစရာဖြစ်နေခဲ့တယ်စစ်တပ်ရဲ့မူဝါဒရုပ်ရှင်တွေကိုမျက်နှာပြောင်းတိုက်ပြီးတော့မှအရေးကူခဲ့ကြတဲ့ဖက်ခွက်စာအမှုပညာရှင်များကတော့အကယ်ဒမီနေသူမြင့်မြတ်နေဝင်းအေချမောင်တို့နဲ့အမျိုးသမီးအကယ်ဒမီတရုပ်ဆောင်ချူလေးနဲ့မဲမြင့်မို့တို့ကနေပြီးတော့မှခုလိုမျိုးဒါရဲ့မူဝါဒကိုဖြန့်ချိပြီးတော့မှကိုခေတ်သမိုင်းတစ်ခုမှရောက်ဝန်းဆိုပြီးတော့မှကိုဇလန်တွေရိုက်ကူနေခဲ့တာပဲဖြစ်တယ်ခုလိုမျိုးဇလန်တို့ရိုက်ပြီးတော့မှပရိသတ်တွေကိုစောကားလိုက်တာကတော့အတော်လေးကိုရုပ်ပေါလွန်းတယ်လို့ထင်မြင်မိပါတယ်ပြည်သူပေးတဲ့အချက်နဲ့ပြည်သူကြွေးတဲ့ထမင်းကိုစားနေပြီးတော့မှခုလိုမျိုးလှုပ်သွားခဲ့တဲ့ကိစ္စတစ်ခုမှချီရတဲ့ပရိသတ်တွေကတော့ရုပ်ဆိုဝေဖန်ပြီးတော့မှကိုအမျိုးမျိုးပြောနေကြတာပေါ့အဲ့ဒါကိုမှပြည်သူမျက်နှာကိုမထောက်ပဲနဲ့နေတော့ကနေပြီးတော့မှသူ့ဘဝမှာဘယ်သူမှမလိုအပ်ဘူးငါမှမိမရှိရင်ကိုအရာရာပြည့်စုံနေတာမဟုတ်ဘယ်သူတွေဘာပြောကိုမှန်းနေထင်တဲ့ຢာကိုပဲလှုပ်သွားတယ်ဆိုပြီးတော့မှကိုမီဒီယာပေါ်မှာပြောပြီးတော့မှကိုပရိသတ်တွေကိုလုံးဝစော်ကားပြစ်လိုက်တာပဲဖြစ်တယ်အဲ့ဒါနဲ့ပရိသတ်တွေတော့အများများကလည်းသူကို break out လုပ်ပြီးတော့မှကိုခုချိန်မှာတော့သူတို့ရဲ့နုပညာရှင်ဆိုတဲ့အထက်ကနေကိုထုတ်ပေလိုက်ပြီပဲဖြစ်တယ်သူနုပညာစလုပ်ကြတဲ့ကနေအခုလိုမျိုးအသက်ရွယ်ကြီးရတဲ့အထိအမာခံပရိသတ်တွေဆိုပြီးတော့မှကိုရပ်တည်ပေးတဲ့ချေရတဲ့ပရိသတ်တွေကတော့အခုချိန်မှာတော်လေးကိုစိတ်ပြက်လက်ပြက်နဲ့ကိုကတဲ့ကနေပြီးတော့မှခွေးဘက်ကနေရှိနေတယ်ဆိုရင်လဲခွေးလိုဆောက်ကတဲ့ကလည်းဟောင်းပါလားခုမှတာကူလုံနေပြီးတော့မှကိုခုလိုမျိုးလုံသွားတာကြတော့မြင်လို့တော့မကောင်းပါဘူးမင်းသားရဲ့ဆိုပြီးတော့မှကိုမျိုးမျိုးပြောဆိုနေခဲ့ကြပြီပဲဖြစ်တယ်ခုလိုမျိုးသူတို့ဘက်ကလည်းပြတ်သားသားနဲ့ကိုလုံနေခဲ့တဲ့အတွက်ဒီဘက်ကလည်းပြတ်သားသားကိုရှိရမယ်ဆိုတဲ့အခိုက်အတန့်နဲ့ဖြစ်တဲ့အတွက်ချီယာရီပေတာတိုကတော့ဒီသူတွေမှန်တဲ့ဘက်မှာရပ်တည်နေပြီးတော့မှသူတို့ကတော့အနုပညာဆိုတဲ့ခေါင်းစဉ်အောက်မှာမျိုးမျိုးပြည်သူတွေကိုသတွေးနဲ့ထွေးပါရိုက်လိုက်မျက်နှာအိုးမဲတုပ်လိုက်လုံနေခဲ့တဲ့ဒီနုပညာရှင်ဆိုတဲ့လူတွေကိုကျွန်တော်တို့တင်မာကြီးကိုလုတ်ပြဖို့အတွက်အတော်လေးကိုလိုအပ်နေတဲ့အချိန်ပဲဖြစ်တယ်လို့ပဲထင်မြင်ယူဆမိပါတော့တယ်ဗျာ